Honor Game ရဲ့မထွက်သေးတဲ့ hero များအားလုံးပဲမင်္ဂလာပါ Honor Game Creator လာရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Honor Game China Server 1.0 ရောက်ကနေ Honor Game Global ကိုပြောင်းဖို့ကျန်နေတဲ့ hero တွေအကြောင်းပြပြတော့မှာဖြစ်ပါတယ်နံပါတ်1ကြောက်ဝချမ်း China Server မှာကလေးကကျွန်တော်ရဲ့ main hero လည်းဖြစ်တယ်လို့ဒီ in game မှာရင်းရဲ့ကိုပဲ hero လည်းဖြစ်တဲ့ကြောက်ဝချမ်းဟာပြောမယ်ဆိုမိနစ်ကလေးကထွက်ရမယ့် hero ဆိုပေမဲ့လည်းသူတို့အခြေအနေကြောင့်သူတို့လည်းနောက်ဆုတ်ထားရတော့ကြားရတယ်ဒါပေမဲ့လည်းကြောက်ဝေချမ်းကိုထွက်လာချင်တာတော့အမှန်ပဲပေါ့နော်ကြောက်ဝေချမ်းပြောရင် mobile game တွေတော်တော်များများမှာမရှိရဲ့mechanism skill mechanism လို့ပဲပြောလို့ရတယ်သူရဲ့ skill တွေက project တိုင်းတွေကိုကာပြီးပြန်ပစ်တာရယ်ပြီးရင်ကျွန်တော်တို့ဒီ CC immune ဖြစ်ပြီးတော့တစ်ဖက်ကို CC ပြန်ပေးတဲ့ဟာတွေပေါ့နော်တော်တော်လေး unique ဖြစ်တဲ့ hero လို့ပဲပြောလို့ရတယ်နံပါတ်2 Sun Chuan Sun ရဲ့ညီကျွန်တော် Sun Shanshan ရဲ့အကိုဖြစ်တဲ့ Sun family ရဲ့အလက်ကောင် Sun Chuan ကတော့ကျွန်တော် Honor Game China Server မှာ Massman နေတော့ထွက်ထားတယ်ပေါ့နော် Sun Chuan က Massman ဆိုပေမဲ့သူကတော်တော် unique ဖြစ်တဲ့ hero လို့ပြောလို့ရတယ်သူ့မှာကအဝေးပြက်ကအနီးခုတ်ပါတုံးလို့ရတဲ့ skill တွေရှိပြီးတော့ပြီးပြန်ဝဲတော်တော်များများမှာလည်း Sun Chuan အသုံးပြုကြတယ်ပေါ့နော်Fan fan အနေနဲ့ကတော့ Sun Chuan ကတကယ်အပြင်မှာရှိခဲ့တဲ့တမိုင်းဝင်လူတစ်ယောက်ပေါ့နော်ပြောရင် Sun Chuan ကဒီ Trigger နဲ့ကအရှိဝူနိုင်ငံကိုတည်ထောင်ခဲ့တဲ့ဘုရင်တစ်ပါးပေါ့နော်သူတက်16နှစ်လောက်မှာသူ့အကို Sun ရှော့သွားတယ်ပေါ့နော်အဲ့ချိန်ကျနေစပြီးတော့သူ့နိုင်ငံသူစပြီးအုပ်ချုပ်ရတယ်ပြီးတော့သူ့ညီမ Sun Shanshan ရဲ့ယောက်ျားလျိုပေးတို့နဲ့ပေါင်းပြီးတော့ဆော့ဆော့ကိုတိုက်တယ်ပေါ့နော်အဲ့လိုတော့ရှိခဲ့တယ်နံပါတ်3ကျင်းချန်ဆိုတော့တခြားလူမဟုတ်ပါဘူးJohnny to the West အနောက်ဘက်တို့ခီးတွားချင်းရုပ်ရှင်တွေထဲမှာဝူခုံးတို့ကမိစ္ဆာလို့ဘလောက်ပြောမယုံနဲ့ကျွန်တော်တို့ချစ်တော်ကြီးရှိဖို့ပဲဖြစ်ပါတယ် What the fuck Honor Game နဲ့မှာတော့ရှိဖို့က support match role နဲ့ဆော့လို့ရတာဖြစ်ပြီးတော့ဒီခါမှာတော့ဝူခုံးတို့မနိုင်တော့သူကိုယ်တိုင်ဝင်ကင်မဲ့ hero မျိုးလို့ပဲပြောလို့ရတယ်ပေါ့နော်သူရဲ့ unit ဖြစ်တဲ့ green ချုပ်ပြီးဖြစ်တဲ့အကွက်ကကျွန်တော်လူကြိုက်များတာဖြစ်တဲ့အတွက်တကယ်လို့ Honor Game Global မှာရောက်လာမယ်ဆိုရင်တော့ဒီ hero ကိုတော်တော်များများကြိုက်ကြလိုက်မယ်လို့တော့ထင်ပါတယ်လောဆယ်တာတွေကတော့ Honor Game China Server ကနေ Global ကိုပြောင်းဖို့ကျန်တဲ့ hero တွေအများစုတွေက3ယောက်ပေါ့နော်နောက်ထပ်ကျန်နေတဲ့ hero တွေကိုလည်းကျွန်တော်ဗီဒီယိုလေးတွေလုပ်တော့ပေးဖို့ရှိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ရဲ့ TikTok channel လေးကို follow လုပ်ထားပေးဖို့လည်းအကြံပေးချင်ပါတယ်ခင်ဗျာကဲအဲ့ဒါဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်တော့ Honor Game Creator လာရပဲဖြစ်ပါတယ်